တူလူပေးတဲ့မြန်မာပြည်ကအကြောင်းလေးကနေကဘာကြီးကိုဂိုင်းလုံးမဲ့ fighter တွေပေါ်ထွန်းလာဖို့မျှော်လင့်နေတဲ့ Takeru ပရိသတ်များလုံးမင်္ဂလာပါခင်ဗျာ Sport Bar Plus ကနေကြိုဆိုလိုက်ပါရင်ဂျပန်ကပ္ပစဉ်ကနေဝင် fighter ကြီး Takeru ကသူရဲ့ Dream Up Brighter ရမုံငွေနဲ့ဆောက်လုပ်လှူဒန်းထားတဲ့တောင်ကြီးမြို့အနီးကရွှေတောင်တန်းဖုံးတော်ကြီးတင်ပညာရေးကျောင်းကိုကိုရိုင်းကိုကြလာရောက်လည်ပတ်ခဲ့ပါရီနိုင်ငံရေးနဲ့ပြည်ပခအခြေအနေတွေကြောင့်ဒီခရီးစဉ်ကနောက်နေခဲ့ရပေမဲ့အခုရောက်လာချိန်မှာတော့ကျောင်းဆောက်ပေးတဲ့နိုင်ငံသားဆိုတဲ့အမည်နာမထက် fighter Takeru တွေနဲ့ကလေးတွေစီကိုသူရောက်လာခဲ့တာပါကျောင်းမှာကလေးတွေနဲ့တူကဲပေါင်းစဉ်တင်တန်းလေးတွေလုပ်ပေးသလိုဂုံရီရိတ်ဆိုပြေးပွဲတွေမှာပါပျော်ပျော်ပါပါဝင်ရောက်ဆင်နွှဲခဲ့ပါရီတကယ် professional လေးတွေကိုယ်တိုင်ဝတ်ဆင်ခွင့်ရတဲ့မြန်မာကလေးငယ်တွေရဲ့မျက်နှာပေါ်ကအပြုံးတွေကတာကဲရိုအတွက်တော့တကယ်ကိုပီတိဖြစ်စရာပါလေစိမ့်တဲ့မြို့ထဲမှာတာကဲရိုဝမ်ချန်ပီယံရှစ်လို့အားပေးနှုတ်ဆက်နေကြတဲ့ပရိသတ်တွေကြောင့်လေမြန်မာနိုင်ငံမှာဝမ်ရဲ့လွှမ်းမိုးမှုဘယ်လောက်ကြီးမားလဲဆိုတာသူကိုယ်တိုင်အံ့ဩခဲ့ရပါရီတကယ်တော့မြန်မာပြည်နဲ့တာကဲရိုရဲ့တန်ရုံးစဉ်ကအခုမှစတာမဟုတ်ပါဘူး2024ခုနှစ်ကမြန်မာဖိုက်တာတန်းစဉ်ကိုအနိုင်ရခဲ့တဲ့ပွဲပြီးမှလေမြန်မာပြည်ရေဘေးအတွက်သူ့ရဲ့ထိုးကြိတ်တစ်စိတ်တစ်ပိုင်းကိုလှူဒန်းခဲ့ပူတဲ့သူပါရော့ထန်ကိုအနိုင်ယူပြီးတဲ့နောက်ဂုံသိက္ခာရှိအနားယူသွားခဲ့ပြီးဖြစ်တဲ့တာကဲရိုကဒီကြောင်းလေးကနေအနာဂတ်ဖိုက်တာတွေအားကစားသမားကောင်းတွေပေါ်ထွက်လာဖို့မျှော်လင့်ပါတယ်လို့ဆုတောင်းပေးခဲ့ပါတယ်ကမ္ဘာချန်ပီယံတယောက်ရဲ့ဖြူစင်တဲ့စေတနာနဲ့မြန်မာကလေးငယ်တွေပေါ်ကိုထားရှိတဲ့မေတ္တာတရားကတော့ပရိသတ်တွေရဲ့ရင်ထဲမှာအမြဲတမ်းရှင်သန်နေမှာအသေးချာပဲဖြစ်ပါရီ